60နေရီတောက်နိုင်တော့တပ်ပေးလိုက်ဦးကျေးဇူးတင်ပါတယ်ရောင်းနေကိုနေသွားရောပန်းတို့ထောင်းပိုင်းလောက်ရနေတယ်အတွင်းထဲမှာကြောက်စီလုံးဝစီအပွင့်100ထွက်လာမလားအပွင့်90ထွက်လာမလားကြောက်မပါဘူးလားပါပါရဲ့ကြည့်အောင်ကြောက်ပါလားဟိုဒီမှာပဲစီးလိုက်မလေး6000ပြည့်ရ6ကိုတော့ရောင်းလိုက်6000ဘုရားပြီလားကျေးဇူးတင်ပါတယ်ရင်းနဲ့တူစားဟုတ်လိုက်တော့ဟုတ်လို့လဲချလေးကြောင်မျိုးသားနေပါပဲဘယ်လိုပြောလဲ1000လောက်ပေးလိုက်အပေးရောအာမရတဲ့အတိုင်းပဲ1000ပေးလိုက်ပါ1000လောက်အားပေးရလေနော်အေးဒီခွက်โอเคသွားမိုင်းဆိုင်မုတ်ဆောင်ဟောလို့တော့မအားကြောက်အောင်ပါအဲ့လိုတော့ဘောကောင်းလို့ရေကတပူးပဲကြံတော့လားရောဒီတပူးပဲကြံတော့လားကျေးဇူးလို့ပါโอเคပြီနော်တော့ဘယ်စီအောင်မလို့ပဲ့ရနေပါတော့လုံးစလေးလုံးနဲ့အားပေးသွားလိုက်ကြနည်းနည်းပါဒီလုံးလေးတောက်တာမဆိုတန်တဲ့အားနဲ့တတာနုလေတော်လေးရတော့ဖြစ်အတေးရောတဲ့ပါလေဟုတ်တော့တေးပါတေးပါလေကြာ1000ပဲပေးလိုက်မယ်နော်သူပြန်ချမလို့နော်ဒီနေ့ကတော့ကျွန်တော်မြေစာပုံမှာရေလေးတွေဝေရင်းနဲ့မုံလေးတွေလိုက်ပြီးမှဝေပေးနေတာဖြစ်တာပေါ့ဗျာနော်ရေမစစ်သမားတယောက်ရဲ့ဘဝကတကယ်ကိုဖြတ်တန်းရတာမလွယ်ကူပေါ့ဗျာနော်ကြောက်လေးပါတခါလဲအားပေးခဲ့တယ်ဗျာနော်ကျွန်တော်တို့တီးတဲ့အိမ်မှာလည်းတစ်ချက်ပြန်သွားကြည့်မယ်ကြောက်မယ်ကြောက်ကောင်းများရှိမလားဆိုတာလေးကိုလိုက်ကြည့်အောင်နော်လောပန်းကြောက်တုံးရှိရကြောက်တုံးလာကြည့်ကြောက်တုံးအေးလာမေးကြောက်တော့အလောက်ထိဆေးနေတာဟမ်ဖြီးအောင်မှာတော့ဒီမှာသေးတာသေးတုံးရှိတယ်အခေါက်မျိုးဟုတ်တယ်မကြည့်လောက်ဒီမှာအကာဆန်းပုံစံမျိုးပေါ့နော်လုံးဝတော့ကြီးတာပဲအဲ့တော့ပါတယ်နော်ရန်ကချစ်ကလေးလာပြီးမှသူရရအောက်မှာဒီမှာချစ်တက်လေးတွေပါသေးတယ်ကြောက်စီကြောက်တော့တော်တော်လေးမဲတယ်ဗျနော်ရောက်ချစ်ဘက်မှာတော့သူကဆေးချက်လေးတော့ကြံနေတယ်ဗျကြောက်ကတော့လာပါတယ်ကိုကြီးကိုဘယ်လောက်ပြောမလဲဆိုတာပဲနားထောင်ကြည့်ရတော့မှာအာကြီးပိုင်းတော့ရကျင်တာဘုံဖွင့်ကြည့်ကြောက်သားကတော့သူစီရဲ့ထဲမှာပါတယ်သူကကြောက်စီမြင့်ပြီးမှသူကလင်းအားကောင်းတဲ့ကြောက်မျိုးပေါ့ဗျနော်အတွင်းထဲမှာကြောက်စီလုံးဝစီနေတွေ့မလားဇာမျိုးကတော့သူကအပွင့်ရမယ်ပြီးတော့အချက်ကလေးတွေရနေတာပေါ့ဗျနော်90ပေးလိုက်မလဲကိုငါတမရသေးဘူးနေသေးရငါလေးတော့ကစမ်းနေတာတေးတုံးရှိတယ်စမ်းတော့စမ်းတယ်အခေါက်ရဲ့အောက်ကတွေ့တဲ့ကြောက်စီကိုလိုက်ရမှာဆိုတော့ရပါတော့မှန်းတာလောပန်း90တော့ဘာလို့မရ60လောက်6ရောက်နော်60နေရီတောက်နိုင်တော့တပ်ပေးလိုက်ဦးကြောက်လေးတော့မစိုးပါဘူးအရွယ်လေးကလည်းတင့်ပါတယ်အရွယ်အမ်ပြောနေတော့85ရရင်တော့ချလိုက်မယ်မရရင်လည်းအကိုဆက်တာဆေးနေလိုက်တော့ပင်တယ်လို့ချလိုက်တော့ရ9ပင်ကောင်းချောင်းတော့ချပြီဟုတ်ပြီလောပန်းဒီကြောက်ကရောင်းနေကိုနေသွားလောပန်းတို့ထောင်းပိုင်းလောက်ရနေတယ်ငါတော့အပြောင်းလဲကျွန်တော်ကြည့်အောင်ပါပဲထိတ်ချက်လူသေးတယ်ဒါဟုတ်ပြီ50ပုံမှန်ထိတ်ချက်လို့ဒီကြောက်လေးရဲ့အပြောင်းလဲလေးတွေကိုအိမ်ရောက်မှတေချာလေးရှင်းပြပေးမယ်ဗျာနော်85သိန်းနဲ့ရောက်ခဲ့တဲ့မော်စီတာတားကြောက်လေးကိုချက်တော့ပြပေးမယ်ဗျချစ်ပွေးကလေးတွေရှိတယ်ဗျပြောညွန့်ကာလာလေးတွေကျွန်တော်တွေ့နေရတော့ကြောက်စီကြောက်သားတော်တော်လေးတက်တဲ့ကြောက်လေးလည်းဖြစ်တာပေါ့ဗျခေါင်းချက်အများကြီးကြံသေးတယ်ဗျဒီလိုကြောက်မျိုးတွေကနေမှထွက်လာနိုင်မဲ့အပွင့်တန်းလေးကျွန်တော်ပြပေးမယ်ဗျပြောညွန့်ပွင့်လေးပေါ့ဗျာနော်ဒီလိုအပွင့်မျိုးတာကျွန်တော်ပယ်ကြီးနဲ့အများကြီးရခဲ့မယ်ဆိုလို့ရှိရင်တော့ဒီကြောက်ဘလောက်တော့တန်တော့မယ်ထင်တယ်ဗျာနော်ထည့်လိုက်လို့မှအထဲမှာပြောညွန့်ကာလာလေးကတန်းကနေဖြစ်သွားမယ်ဆိုလို့ရှိရင်လိုချင်တဲ့အပွင့်တန်းပတိတန်းတင်ဆွဲပြီးဆွဲပြတန်းအမြင့်တန်းလေးတွေကိုကျွန်တော်ရမှာဖြစ်တာပေါ့ဗျာပြောညွန့်အပွင့်တစ်ပွင့်ကိုကျွန်တော်10ပိုင်းလေးပဲမိုင်းနေဆိုပါစို့ဗျာနော်အပွင့်100ထွက်လာမလားအပွင့်90ထွက်လာမလားအပွင့်ဈေးသားတစ်ခုနဲ့ကျွန်တော်တွက်ကြည့်လိုက်မယ်ဆိုရင်တော့မှဒီကြောက်အများကြီးကျွန်တော်ဗလင်းချက်ရှိသေးတာပေါ့ဗျာနော်ကဲဖြတ်ကြည့်ချင်တယ်၊ကွမ်ကြည့်ချင်တယ်ဆိုတဲ့ကိုမိုင်းကတော့စိတ်ဝင်စားလို့ရှိရင်ကျွန်တော်ဆက်သွယ်လိုက်ပေါ့ဗျာ